customer ကိုယ်ဆိုင်ရာ product ကိုလည်းဝယ်ခြင်းနဲ့ဒါမဲ့ stock မရှိလို့အယောင်းလက်လွတ်ခဲ့ရတာတွေဖြစ်ဖူးပါသလားဒီ product ကကုန်သွားပါပြီမနက်ကပဲရှိသေးတာနောက်ပတ်မှပြန်ဝင်ပါမယ်နော်ဒီလိုစားတွေပြောရတိုင်း customer တယောက်ဆုံးရှုံးနေမဟုတ်ပဲယုံကြည်မှုကိုပါထိခိုက်စေနိုင်ပါတယ်ဒါတွေမကသေးပါဘူး cosmetic လုပ်ငန်းတွေမှာမကြာခဏကြုံတွေ့ရတဲ့စီမံခန့်ခွဲမှုဆိုင်ရာပြဿနာတွေဖြစ်တဲ့ brand ပေါင်းများစွာရဲ့ stock လက်ကျန်စာရင်းတွေမှားယွင်းနေတာ expiry date နီးလာတဲ့ product တွေကိုသတိမထားမိတာ reorder လုပ်ရမယ့်အချိန်ကိုမသိတာဘယ် brand ဘယ် product ကရောင်းအားကောင်းဆုံးလဲဆိုတာမသိတာစတဲ့ဒီလိုပြဿနာတွေအားလုံးကို Galaxy ရဲ့ iStore Enterprise Cloud-based ERP software ကအကောင်းဆုံးကူညီဖြေရှင်းပေးနိုင်ပါတယ် iStore Enterprise Cloud-based ERP software ကိုအသုံးပြုထားတဲ့လုပ်ငန်းတွေမှာဆိုရင်တော့အယောင်ပိုင်းကိုပုံမှန်မြန်ဆန်စွာလှုပ်ဆောင်နိုင်မှုအတွက်ဘာကုတ်စနစ်နဲ့ရောင်းချနိုင်မယ်။ Market System, Promotion နဲ့ Discount Campaign တွေကိုလည်းစနစ်တကျစီမံခန့်ခွဲနိုင်မယ်။ Consignment, အကုန်ပေးကုန်စတာတွေကိုလည်းစနစ်တကျစီမံခန့်ခွဲနိုင်မယ်။ Date Filter အသုံးပြုပြီးတော့ expiry date နီးမနီးကိုအလွယ်တကူစစ်ဆေးနိုင်တဲ့အတွက်ကြောင့်မလို့ expiry နီးလာတဲ့ product တွေကိုအချိန်မီစီမံနိုင်မယ်။ Stock လက်ကျန်တွေကို reorder level အလိုက် color တွေနဲ့ထင်ရှားစွာပြသပေးနိုင်တာကြောင့်လိုအပ်တဲ့ stock တွေကိုအချိန်မီဖြည့်တင်းနိုင်ပြီးတော့မလိုအပ်ပဲများနေတဲ့ stock တွေကိုလည်းထိရောက်စွာစီမံနိုင်မယ်။ Online နဲ့ပါရောင်းချတဲ့လုပ်ငန်းတွေအတွက် delivery company တွေနဲ့ COD စနစ်ကိုအလွယ်တကူစီမံနိုင်တာကြောင့်ပို့ရန်ပစ္စည်းတွေနဲ့ရရန်ငွေစည်းရင်းတွေကိုလည်းအတိအကျစွာထိန်းချုပ်နိုင်မယ်။ Commercial စနစ်နဲ့ product တွေကိုလိုအပ်သလိုခွဲရောက်နိုင်တာကြောင့်ရောင်းချမှုပုံစံအမျိုးမျိုးကိုလည်းအလွယ်တကူစီမံနိုင်မယ်။ Retail, Wholesale နဲ့ Customer တိုက်လိုက်ဈေးနှုန်းတွေကိုအမျိုးမျိုးသတ်မှတ်ပြီးတော့အသုံးပြုနိုင်မယ်။ Cloud-based system ဖြစ်တဲ့အတွက်ကြောင့်ဆိုင်ခွဲတစ်ခုချင်းစီရဲ့ stock နဲ့ရောင်းအားတွေကိုအချိန်မရွေးနေရာမရွေး real time ကြည့်ရှုစစ်ဆေးနိုင်မှာပဲဖြစ်ပါတယ်ရှင်။လုပ်ငန်းကြီးထွားလာရတဲ့အမျှစနစ်တကျစီမံခန့်ခွဲနိုင်တဲ့ software တစ်ခုကမရှိမဖြစ်လိုအပ်လာတာကြောင့် cosmetic လက်လီလက်ကားလုပ်ငန်းရှင်များအနေနဲ့ကိုယ့်လုပ်ငန်းကိုအချိန်ကုန်သက်သာပြီးပုံမထိရောက်စွာစီမံခန့်ခွဲခြင်းနဲ့ဆိုရင်တော့ Galaxy ရဲ့ iStore Enterprise Cloud-based ERP software နဲ့အခုပဲစတင်လိုက်ပါတော့နော်။